အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့မဆာကြီးဝင်ပါမယ်ဖြစ်ပါတယ်ကျွန်မယခုလက်ရှိ Dreamland International School မှာ Principal တာဝန်ကိုထမ်းဆောင်နေပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်တော်ကတော့မအီကိုပါရှင်ကျွန်တော်လည်း Dreamland International School မှာပဲ Coordinator ရာထူးနဲ့တာဝန်ထမ်းဆောင်နေရရှိပါတယ်ရှင်ဟုတ်ကျွန်မ MBA ဆက်လက်တဲ့တင်ကြားဖို့ဆုံးဖြတ်ခဲ့တာတော့ပေါ့နော်ကျွန်မရဲ့ဒီ career development အတွက်ပေါ့ဒီကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့အကြောင်းမှာကျတော့ဒီ management ဘိုင်းကိုလည်း principal အနေနဲ့တာဝန်ထမ်းဆောင်နေရဖြစ်တဲ့အတွက်ဒီကျွန်မရဲ့ဒီ leadership skill တွေကိုပို့ပြီးတော့ဒီ professional ကြကြနဲ့ပေါ့နော်လေ့လာသင်ယူခြင်းလို့ပဲဒီ MBA ကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကတော့ MBA ကိုလည်းဒီ professional development တစ်ခုအနေနဲ့လည်းပါတယ်ပေါ့နော်ဒါပေမဲ့ဒီ MBA ကိုမတက်ခင်ဒီဆုံးဖြတ်ချက်ချတဲ့အချိန်မှာတော့အများကြီးဒီပေါ့နော်ဒီလောက်ထိ improve ဖြစ်လာမယ်ဒီလောက်ထိဒီထိကြသိရမယ်ဆိုတာတော့မမျှော်လင့်ခဲ့ဘူးသေးဘူးပေါ့နော်အခုနောက်ပိုင်းဒီ MBA ကိုတက်ပြီးတဲ့အချိန်ကျမှအများကြီးကိုအတွက်ကိုတမိုးရှိတယ်ဆိုတဲ့ဟာတွေပို့ပြီးတော့သိလာရပါတယ်ရှင်ဒီ MBA မတက်ရောက်ခင်မှာစိုးရင်ခဲ့တဲ့အချက်လက်တွေကဘာတွေလဲဆိုတော့ကျမတို့ကအဓိကကတော့ကျမတို့ကဒီလုပ်ငန်းခွင်မှာလုံနေရင်းနဲ့တက်ရတာဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့ရဲ့ဒီအချိန်ကို balance လုပ်နိုင်ပါမလားပေါ့နော်ပြီးကျမတို့ရဲ့ဒီpersonal မှာလည်းကျမတို့မှာမိသားစုကိုအချိန်ပေးရမယ့်အချိန်တွေလည်းရှိရပေါ့နော်အဲကြားထဲမှာကျမတို့ကဒီ MBA တက်ရောက်တဲ့အခါမှာစာတွေလည်းလုပ်ရမယ် assignment တွေလည်းလုပ်ရမယ်ဒီ thesis တွေလည်းရှိမယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာတော့နည်းနည်း worry တော့ရှိခဲ့တယ်ဒါပေမဲ့လည်းအခုလိုတက်ရောက်တဲ့အခါမှာဒီသင်တန်းအနေနဲ့ကဒီschedule တွေဘာတွေက flexible ဖြစ်တဲ့အတွက်တော့အဆင်ပြေပါတယ်ရှင်ဟုတ်ကျွန်တော်အနေနဲ့စိုးရိမ်ခဲ့တဲ့အချက်ကပထမအဆုံးကိုဖီမဟုတ်နေတဲ့အတွက်စိုးရိမ်ခဲ့တာတော့တခုရှိပါတယ်အရင်တော့ကလည်းကိုယူခဲ့ထားတဲ့ major နဲ့ကနည်းနည်းကွာဟမှုကနည်းနည်းလေးများရဲဆိုတော့လေဒီဘာသာရပ်တွေကိုလိုက်နိုင်ပါမလားဆိုပြီးတော့စိုးရိမ်ခဲ့တာတော့တော်တော်လေးစိုးရိမ်ခဲ့ပါတယ်ဒါပေမဲ့ပထမအဆုံးအတန်းချိန်မှာလည်းဟိုအဲ့စိုးရိမ်ချက်လေးတွေပျောက်သွားခဲ့ပါတယ်အတန်းမော်တွေကလည်းအများကြီးကူညီပြီးတော့ဒီရှယ်တွေကလည်းလုံးဝနားလည်အောင်လုံးဝ clear ဖြစ်နဲ့ရှင်းပြသွားတဲ့အတွက်ကြောင့်မလို့အဲ့စိုးရိမ်မှုတွေကတော့အခုမှမရှိတော့ပါဘူးရှင်ဟုတ်ကျမတို့ဒီ MBA မှာတကယ်နဲ့လာရောက်တက်ရောက်တဲ့အခါမှာ learning environment ကဒီ supportive ဖြစ်ပြီးတော့ဆက်စမတွေရဲ့သင်ကြားရေးတွေကလည်းအရန်ကိုဒီ practical experiment တွေနဲ့ပါလာဖြစ်တဲ့အတွက်ပေါ့နော်အရန်ကိုအကျိုးရှိပါတယ်ကျမတို့လက်ရှိမှာဒီ strategic leadership ဒီ corporate governance နဲ့ human resource management ဒီသုံးပါးသာသင်ကြားရတယ်ပေါ့နော်အဲ့သုံးပါးသာထဲမှာကျမတို့ကကျမအနေနဲ့ကတော့ဒီ strategic leadership ကတော့အရန်ကိုထိရောက်ပြီးတော့ကြတော့ကျမတို့ဒီလုပ်ငန်းခွင်မှာလည်း apply လုပ်လို့ရတယ်ပေါ့နော်ဒီ strategic leadership ကိုသင်ကြားပြီးတဲ့နောက်ပိုင်းမှာဘာတွေလုပ်ငန်းခွင်မှာဘယ်လိုအသုံးချရလဲဆိုတော့ကျမတို့ဒီ team နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ရဲ့ဒီလုပ်ငန်းခွင်မှာဒီလုပ်ကင်နေတဲ့ဒီကျမတို့ရဲ့ဝန်ထမ်းတွေအားလုံးနဲ့ဆရာဆရာမအားလုံးနဲ့ဘယ်လိုမျိုးဒီ team work တွေကျွန်တော်တို့ဒီအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီ cooperation ပေါ့နော်ဒီအားလုံးပူးပေါင်းဆောင်ရွက်ဖို့တွေအားလုံးဒီ leadership ဘိုင်းကိုသင်ပြီးတဲ့အခါမှာတော့ပို့ပြီးတော့ထိရောက်စွာနဲ့ကျွန်တော်လုပ်ငန်းခွင်မှာအသုံးချလို့ရလာပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းဒီ MBA ကိုတက်ပြီးတဲ့အချိန်မှာအဓိကကတော့ management ဘိုင်းကိုပို့ပြီးတော့ထဲဝင်နားလည်လာတာပေါ့နော်သူများကို management လုပ်ခင်ကို manage လုပ်ရမယ်ဆိုတဲ့ဟာလေးကိုလည်းသိလာခဲ့တယ်ပြီးလို့ရှိရင်သူများတွေရဲ့ emotion တွေကအစဘယ်လိုမျိုးလေးကျွန်တော်တို့သတိထားရမယ်ပြီးလို့ရှိရင်ဘယ်လိုလေးသွားပြီးတော့ကိုရီဘီနာကနေပြီး control လုပ်ပေးနိုင်မယ်ဆိုတဲ့အချက်လေးတွေအစအသေးစိတ် detail လေးတွေအစသိလာတယ်ပေါ့နော်နောက်ပြီးတော့ဒီ strategic leadership ကို HRM ကို corporate governance ကိုဆိုလို့ရှိရင်သုံးခုလုံးကတော့နည်းနည်းရင်းနှီးတယ်လို့တော့အစားတော့ထင်ခဲ့တယ်ဒါပေမဲ့ detail သွားတဲ့အချိန်မှာကိုမသိခဲ့တဲ့အကြောင်းအရာတွေအများကြီးရှိပါလားဆိုတော့ပို့ပြီးတော့သိခဲ့တယ်အဲ့ဒီအတွက်ကြောင့်မို့ HRM မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ rules and regulation တွေအများကြီးသိလာတယ်ပေါ့နော်strategic leadership မှာဆိုလို့ရှိရင်လည်း do and don'ts တွေပြီးလို့ရှိရင်သူများကိုတစ်ဖက်သားနဲ့ပေါ့စကားပြောတဲ့အခါမှာဖြစ်စေအလုံးလုပ်ဖို့အတွက် communicate လုပ်တဲ့အခါမှာပဲဖြစ်စေပေါ့နော်ဘယ်လိုမျိုးလေး strategic ကြသွားရမယ်ဆိုတာပို့ပြီးတော့သိလာတယ်နောက်ပြီးတော့ကိုယ့်ရဲ့ emotion တွေလည်းပို့ပြီးတော့ထိန်းလာနိုင်တယ်ပြီးတော့အလုပ်တွေဘယ်လို step by step လုပ်သွားရမယ်ဆိုတဲ့ဟာကိုကြိုပြီးတော့မြင်လာတာဖြစ်တဲ့အတွက်ကြောင့်အရင်လို stress တွေအများမရှိတော့ဘူးပေါ့ပါနဲ့ target တွေ goal တွေကိုပြီးညအောင်သွားနိုင်ပါတယ်ဟုတ်ဆရာဆရာမသင်ကြားရေးနဲ့ပတ်သက်ပြီးတော့ဆရာဆရာမတွေကပေါ့နော်ကျမတို့ဒီ theoretical knowledge တွေမဟုတ်ဘဲနဲ့ဒီ practical experience တွေကိုပါဒီ share ပေးတာဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့ဒီသင်ကြားရေးပိုင်းမှာလည်း discussion တွေသွားရတယ်ပြီးရင် case study တွေသွားရတယ်ပေါ့နော်case study တွေသွားတဲ့အခါမှာကျမတို့ကဒီကျွန်တော်တို့ဒီ corporate government မှာဆိုလို့ရှိရင် case တစ်ခုကို study လုပ်မယ်အဲ့ case ကိုမှကျမတို့ကဘယ်လို report နဲ့ပေါ့နော်ကျမတို့ရှင်းတွဲပြီးဘယ်လိုဖြေရှင်းမယ်ဆိုတာလေးတွေကိုသိရတော့ကျမတို့ကျမတို့နိုင်ငံမှာနေမဟုတ်ဘဲနဲ့ဒါတော့ဒီ global မှာဖြစ်ပျက်နေတဲ့ဒီ case တွေကိုဘယ်လို study လုပ်မလဲဆိုတာလေးတွေတွဲပြီးသွားရတာဖြစ်တဲ့အတွက်ကျမတို့တို့ကတော့ဒီသင်ခန်းစာကို boring လည်းမဖြစ်ဘူးပေါ့နော် boring မဖြစ်တဲ့အပြင်မှာပို့ပြီးတော့ဒီမှတ်မိစေတယ်ပို့ပြီးတော့လည်းကျမတို့ကဒီနိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ case တွေကိုလည်းပို့ပြီးတော့နားလည်လာတယ် case ကိုဖြစ်လာပြီဆိုရင်ဘယ်လိုဖြေရှင်းမလဲဆိုတော့ဒီ report တွေမှာတွဲပြီးတော့သိလာတဲ့အတွက်တော့အကျိုးရလဒ်တွေကတော့အများကြီးပဲရှိပါတယ်ရှင့်
ဒီ LBU မှာပေါ့နော်ဒီ MBA သင်ကြားတာကျွန်တော်တို့ဒီလောလောဆယ်တော့3ဘာသာပဲရှိပြီပေါ့နော်3ဘာသာမှာဆို strategic leadership မှာဆိုလို့ရှိရင်လည်းဒီချက်ကသင်သွားတဲ့အခါမှာဒီ core subject အတွက်ဒီ concept တွေပဲမဟုတ်ဘဲနဲ့ဒီချက်ရဲ့တကယ် apply လုပ်ခဲ့တဲ့ပေါ့နော်ဒီ example တွေနောက်ပြီးတော့ theory တွေကအစသူ့ရဲ့အတွေ့အကြုံတွေနဲ့ရှင်ပြီးတော့ရှင်းပြသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအခြေအနေတစ်ခုကိုကိုယ်တိုင်မကြုံသေးတော့ညာလည်းပဲအဲ့လိုမျိုးအခြေအနေကြုံလာခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘယ်လိုနည်းလေးနဲ့တော့ဖြည့်ရှင်းနိုင်တယ်ဘယ်လိုမျိုးလေးတွေ apply လုပ်ပြီးတော့ဘယ်လိုလေးတွေကိုပေါ့ဆက်ပြီးတော့သွားရမယ်ဆိုတော့အတွေးလေးတွေရသွားတယ်ပေါ့နော်နောက်ပြီးတော့မဆာကြီးပြောသားသလိုပဲ case study တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ case study ကတဘာသာမှာတစ်ခုပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအများကြီးတွေလုပ်ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုတော်မတွေးထားနိုင်တော့တဲ့ဒီ case study အများကြီးသိလာတယ်အဲ့ဒီအတွက်ကြောင့်မို့တော်ရုံလောက်ဆိုလို့ရှိရင်တော့ဒါလေးကတော့ဘာမှမဟုတ်ဘူးဆိုပြီးတော့အဲ့လိုမျိုးထိအောင်ဖြစ်သွားပါတယ်ရှင်ဟုတ်ဒီအလုံးနဲ့ဒီသင်တန်းကိုဘယ်လိုအချိန်ညှိပြီးတက်ရလဲဆိုရင်တော့ကျမတို့ကဒီ LPU မှာကျတော့ကျမတို့ကဒီ schedule က flexible ဖြစ်တယ်ပေါ့နော်ကျမတို့ online လည်းတက်ရောက်လို့ရတယ်လို့ on campus လည်းတက်ရောက်လို့ရတယ်အဲကြားထဲမှာကျမတို့ Saturday Sunday ပေါ့နော်ဒါ Saturday Sunday ဆိုတာကျမတို့ရဲ့ဒီအားလက်ချိန်ပေါ့နော်အဲ့လိုချိန်မှာတက်ရောက်လို့ရတာဖြစ်တဲ့အတွက်ကျမတို့ကအများကြီးပဲအဆင်ပြေပါတယ်ကျမတို့ဒီ Monday to Friday မှာလည်းအလုပ်မှာကောင်းကောင်းအလုပ်လုပ်လို့ရတယ်လို့ဒီ Saturday Sunday မှာလည်းသင်တန်းကိုကျမတို့ဒီဘယ်လိုကောင်းလဲအချိန်ပေးပြီးတက်ရောက်လို့ရတယ်အဲကြားထဲမှာကျမတို့က on campus လည်းရွေးတက်လို့ရတယ်လို့ online လည်းတက်လို့ရတယ်ပေါ့နော်တခါတည်း online တက်ရတော့ boring ဖြစ်ပြီးဆိုရင်လည်းတကယ်ချင်းနေနေတူပေါ့နော် on campus မှာပြပပါကြီးလည်းတက်ရောက်လို့ရပါတယ်ရှင့်တကယ်လို့မအားတဲ့ကြားထဲမှာတကယ်လို့အချိန်မအားလက်ခဲ့ဘူးဆိုလို့ရှိရင်လည်းကျမတို့ online ပြောင်းပြီးတက်လို့လည်းရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီ LBU ရဲ့ timetable ကတော့အမပြောသွားလို့ပဲအရင် flexible ဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ကဒီ semester မစခင်မှာကြိုပြီးတော့လည်း timetable တွေ announce လုပ်ပေးလေးရှိရဲဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းတည်တည်ချာချာကြိုပြီးတော့ပြင်ဆင်လို့ရပါတယ်နောက်ပြီးတော့ဒီလိုမျိုး timetable တွေကို flexible ဖြစ်အောင်စီစဉ်ပေးထားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်MBA ကိုစတင်တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာကျမတို့ဒီ decision making mind တွေမှာပို့ပြီးတော့ကို confidence ရှိလာတယ်ပေါ့နော်နောက်တစ်ခုကဒီ strategic thinking ဘိုင်းကိုလည်းကျမတို့ပို့ပြီးကောင်းလာရလို့မြင်မိပါတယ်ကိုမြင်မိပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်လည်းဒီ MBA ကိုတက်ပြီးတော့နောက်ပိုင်းမှာအရင်တော့ကြားလို့ရှိရင်အလုပ်များရဲဆိုလို့ရှိရင်နည်းနည်းပင်ပန်းတတ်တယ်ပေါ့နော်နောက်ပြီးတော့တစ်ဖက်သူကိုအားမရတဲ့စိတ်တွေအရင်တော့အရင်ရှိခဲ့တယ်ဒီ MBA ကိုတက်ပြီးတော့ strategic leadership ကိုသင်ယူပြီးတဲ့နောက်မှာကျတော့အဲ့ဒါလေးတွေကတိတိတတ်တာလျော့လာတယ်အလုပ်ကိုကျတော့လဲ step by step ပဲပေါ့ဒီတိုင်းတွန်းပြီးတော့ result ကြီးသွားနေတာမျိုးမဟုတ်ဘဲနဲ့ step by step လုပ်လာနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ stress တွေပြေရော့တယ်ပြီးလို့ရှိရင်လုပ်ငန်းပင်ပန်းနေဆိုတဲ့ဟာကိုမခံစားရတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့က goal လေးတွေ setting ချလိုက်တယ်ပြီးတော့ဒီ goal တစ်ခုပြီးအောင်လုပ်တယ်နောက်တစ်ခု goal တစ်ခုကိုပြီးအောင်လုပ်တယ်အဲ့လိုမျိုး manage လုပ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ stress တွေအရင်ပြောက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပင်ပန်းနေလို့မခံစားရတော့နောက်ပြီးတော့သူတစ်ပါးကိုပို့ပြီးတော့နားလေပြီးသွားနိုင်တဲ့ဘိုင်းတွေလည်းရှိလာပါတယ်ရှင်ကောင်းဆောင်တယောက်မှာထားရမယ်ပေါ့နော်ကျွန်တော်တို့စိတ်ဓာတ်လေးတွေအစားစိတ်ထားလေးတွေအစားပေါ့ဆိုတော့တစ်ခါလေးကြာရဲ့ဟိုလုပ်ငန်းခွင်မှာတွေ့ရတဲ့ပြဿနာလေးတွေရှိရပေါ့နော်အဲ့လိုပြဿနာလေးတွေရှိရအခါမှာ emotion ကိုထိန်းပြီးတော့ကျွန်တော်တို့ကခေါင်းဆောင်တယောက်လုပ်နေ leadership နဲ့ပတ်သက်တာတွေလည်းသင်ကြားနေရတာဖြစ်တဲ့အတွက် leader တယောက်မှာထားရမယ်စိတ်နေစိတ်ထားအစားပေါ့နော်ပို့ပြီးတော့တည်လာတဲ့မြင်လာတဲ့ဒီ anchor တွေပါဆိုလို့ရှိရင်လည်း control လုပ်လာတဲ့ emotion တွေကိုတော်တော်လေး control လုပ်လာနိုင်တယ်ပေါ့နော်Okay ကျမတို့အနေနဲ့ဒီပေါ့နော်ဒီ LBU မှာဒီ MBA တက်ရောက်ချင်တယ်ဆိုတော့ဒီကျောင်းသားတွေများရှိခဲ့တယ်ဆိုလို့ရှိရင်ကျမတို့ကတော့ဒီ fully recommend ပေးပါတယ်အဓိကကတော့ဒီ MBA ကိုဘယ်လိုလိုမျိုးတွေတက်ရောက်တင်လဲဆိုတော့ကျမတို့ဒီ business မှာပေါ့နော်ဒီကျမတို့ professional ဆန်းဒီ business field မှာ career development လုပ်ချင်တဲ့သူတွေပေါ့နော်ပြီးရင် management by position ကိုရောက်ချင်တဲ့သူတွေပေါ့နော်ကျမတို့လို့ပေါ့နော်အခုဆို management ဘိုင်းမှာကျမတို့ကအလုပ်လုပ်နေတာဖြစ်တဲ့အတွက် MBA ကတော့မဖြစ်မနေတက်ရောက်တင်တယ်ပေါ့နော်အဲ့လိုမျိုးလည်းတက်ရောက်တင်တယ်နောက်တစ်ခုကဒီကိုယ်ပိုင်လုပ်ငန်းတွေလုပ်နေတဲ့သူတွေမှာလည်းဒီ professional knowledge ကိုတိုးတက်ချင်တဲ့သူတွေကတော့ MBA ကိုမဖြစ်မနေတက်ရောက်ဖို့ဒီ MBA တက်ရောက်တဲ့အတိုင်းမှာဒီကျောင်းတွေအများကြီးရှိတဲ့မှာ LBA ကိုတက်ရောက်ဖို့ကျမတို့ကတော့ fully recommend ပေးချင်ပါတယ်ရှင် MBA တက်ပြီးတဲ့နောက်ပိုင်းမှာဖြစ်လာတဲ့ခံစားချက်တစ်ခုကတော့ဘဝမှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုတည်းမှာ MBA တက်ခဲ့တဲ့ဆုံးဖြတ်ချက်လေးလည်းပါတယ်လို့တွေးမိလာတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့လည်းဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုရောအားလုံးကို MBA program လေးကို try စီခြင်းတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ MBA ကသူများကို management လုပ်တယ်ဆိုတာထက်ပထမဆုံး intro ဘိုင်းမှာဆိုလို့ရှိရင်ကိုရောဘယ်လို reflect ပြန်လုပ်ရမလဲကိုရောဘယ်လို management လုပ်ရမလဲပေါ့နော်။ကို management လုပ်တက်ပြီးသွားတဲ့အချိန်မှာသူများတွေကိုဘယ်လို management လုပ်ပေးရမလဲဘယ်သူကတော့ဘယ်ပုံစံလေးနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်တဲ့ result တွေရမလဲဆိုတာလေးကိုပါသိလာတဲ့အတွက်ကြောင့်မလို့ဒီ
လုပ်ငန်းခွင်အားလုံးအတွက်ကိုတော့ကျွန်တော်ကတော့ recommend ပေးချင်ပါတယ်professional development ငေါနောက်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်နေတယ်ဆိုလို့ရှိရင်လည်းကိုယ်ပိုင်စီးပွားရေးမှာဘယ်လိုမျိုးပို့ပြီးတော့တိုးတက်လာအောင်ပေါ့နော် management လေးလုပ်ပေးခြင်းလဲအဲ့လိုမျိုးဆိုလို့ရှိရင်ဒီ MBA တက်ခြင်းအဖြစ် idea တွေအများကြီးရရှိနိုင်တာမို့လို့ကျွန်တော်ကတော့ recommend ပေးပါတယ်ပြီးတော့ LBU ကတော့အမှပြောသားသလိုပဲ fully recommended ပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ LBU ကျောင်းကမိသားစုလိုပဲအရန်တွေထွေတယ်ပေါ့နော်ပြီးလို့ရှိရင် teacher တွေကလည်းစာသင်နေတာထက်မိသားစုတစ်ယောက်ကိုပေါ့နော်မိသားစုဝင်တစ်ယောက်ကိုဒီအကြံဉာဏ်တွေပေးနေတယ်လို့မျိုးပေါ့အရာအားလုံးကိုကျွန်တော်တို့ကဆွေးနွေးတိုင်ပင်လို့ရတယ်အများတစ်ခုခုဆိုလဲဘယ်ဟာလေးတော့မလုပ်နဲ့နော်ဘယ်ဟာလေးတော့လုပ်လိုက်တော့ဆိုပြီးတော့အများနဲ့ remind လုပ်ပေးနေတဲ့အတွက်ကြောင့်မလို့ LBU ရဲ့ MBA ကတော့ 100% recommend ပေးချင်ပါတယ်ရှင် Education for a promised future.